ကိုကြောင့်ဘယ်သူမှဒုက္ခမရောက်စေခြင်းဘူးဆိုရင်ကိုကျင့်သီလထိမ့်သိမ်းဆောင်ရှောက်ပါကိုကျင့်သီလဆိုတာသူများဒုက္ခမပေးတဲ့အလုပ်ပဲသူကျွေးစလဲပါသူများဒုက္ခပေးတယ်ဆိုတာသိတယ်မ စ ဟုတ် လို့ လား ကောင်းလား သူများအသက်တတ်ရင်လည်းသူများဒုက္ခပေးတာသူများဥစ္စာခွေးရင်သူများဒုက္ခပေးတာပဲကာမကိစ္စတွေမှာမှားမှားယွင်းလို့ရင်လည်းသူများဒုက္ခပေးတာပဲလေလိန်ပြောရင်လည်းသူများကိုဒုက္ခပေးတာတုံးနဲ့တူမတက်အောင် ဒီကောင်းခါသူနဲ့ဖုံးပွက်စလဲပါ ခုံးတိုက်ထားလည်းပဲဒုက္ခပေးတာဆဲတာရေးတာလည်းဒုက္ခပေးတာ ဩ ဒီကနေ့ခေတ်တော့ပါဇက်ကတောင်ထုတ်မစို့လက်နဲ့ရေးပြီးတော့ Facebook ကဆဲ သူနဲ့လဲ နော် မိကဒူလာ ဆဲပုံဆဲနည်းတွေမျိုးစုံပဲအဲ့ဒါတွေဟာကိုကျင့်သီလပျက်စီးခြင်းအဓိပ္ပာယ်တွေပဲ ကာဒူနဲ့ အဲ့ဒီလိုဟာတွေမရှိအောင်သူများကိုဒုက္ခပေးတဲ့အလုပ်တွေဟာရှောင်ပြီးတော့ကိုကျင့်သီလနဲ့ပြည့်စုံအောင်ကြိုးစားတယ် ဆူရစမ ကာယတုစရိုက်ဝစီတုစရိုက်ကိုမကျွလွန်မဲနဲ့ကိုဒါမြင့်မြတ်တဲ့အလုပ်လို့ခေါ်တယ်ဒါကိုမြင့်မြတ်တဲ့အလုပ်ဆိုလို့ရှိရင်လိန်ပြောတာဟာ